မေမေတို့ရေဘေဘီလေးတွေကိုပထမဆုံးထိုးပေးတဲ့ကာကွယ်ဆေးကဘာကာကွယ်ဆေးဖြစ်မလဲမှတ်မိကြသေးရဲ့လားအဖြေကိုစိတ်ထဲမှာထားချင်တာဒါမှမဟုတ်ကွန်ပန်းရေးရင်ရေးချလိုက်ပြီးရင်အဖြေတိုက်ကြတာပေါ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကလေးတွေရဲ့ကျန်းမာရေးအကြောင်းတွေမျှဝေပေးနေတဲ့ကလေးထုကူဆရာဝန်ဒေါက်တာဖြိုးပဲဖြစ်ပါတယ်ကလေးလေးတွေရဲ့ကျန်းမာရေးအကြောင်းတွေအမြဲပြောပြနေမှာဖြစ်လို့ကျွန်တော်အကောင့်ကို like and share လုပ်ထားကြဖို့မမေ့နဲ့နော်ကဲဘယ်လိုလဲအဖြေတိုက်မယ်နော်ဘေဘီလေးတွေကိုပထမဆုံးထိုးပေးတဲ့ကာကွယ်ဆေးကအသေးရောင်အသားဝါပြီးကာကွယ်ဆေးပါမှန်ကြရဲ့လားဒီနေ့ဘီပိုးကာကွယ်ဆေးအကြောင်းပြောပြပေးမယ်နော်အသေးရောင်အသားဝါပြီးဆိုတာဘာလဲအသေးရောင်အသားဝါပြီးဆိုတာအသေးရောင်အသားဝါပြီးပိုးကြောင့်ဖြစ်တဲ့အသေးရောင်ယောဂတစ်မျိုးပါဒီပိုးဟာအသေးကိုထိခိုက်စေပြီးပြင်းထန်တဲ့အခါအသေးချောက်ခြင်းအသေးကင်ဆာဖြစ်ခြင်းတို့အထိဆိုးရွားနိုင်ပါတယ်ကလေးငယ်တွေကူးစက်ခံရရင်နာတာရှည်ယောဂပိုးတဲ့ဆောင်သူဖြစ်သွားနိုင်ခြေပိုများပါတယ်ကလေးတွေကိုအသေးရောင်အသားဝါပြီးကာကွယ်ဆေးဘာကြောင့်ထိုးပေးဖို့အရေးကြီးတာလဲကလေးငယ်တွေမှာယောဂကာကွယ်နိုင်စွမ်းနေပါတယ်မွေးကင်းစကလေးတွေငယ်ရွယ်တဲ့ကလေးတွေဟာဘီပိုးကိုတိုက်ထုတ်နိုင်တဲ့ကိုယ်ခံအားစနစ်အားနည်းပါတယ်ကူးစက်ခံရရင်90%နီးပါးဟာနာတာရှည်ယောဂအသေးရောင်အသားဝါပြီးကာကွယ်ဆေးဘဲချိန်တွေမှာထိုးပေးသင့်လဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့်မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ထောက်ခံချက်အရကလေးငယ်အားလုံးကိုအသေးရောင်အသားဝါပြီးကာကွယ်ဆေးထိုးနှံပေးသင့်ပါတယ်ပုံမှန်ကာကွယ်ဆေးထိုးအချိန်ဇယားအတိုင်းဆိုရင်ဆေးထိုးရမှာကပထမအကြိမ်မွေးပြီးချင်းပထမ24နာရီအတွင်းဒုတိယအကြိမ်ကလေးအသက်2လတတိယအကြိမ်ကလေးအသက်4လစတုတ္ထအကြိမ်ကလေးအသက်6လပြင်ဆမအကြိမ်ကလေးအသက်1နှစ်ခွဲမွေးကင်းစထိုးတဲ့အကြိမ်ကလွယ်ရင်ကြံကြိမ်တွေက9မျိုးဆက်ဆေးအနေနဲ့ထိုးပေးပါတယ်မွေးကင်းစကလေးငယ်တိုင်းကိုပထမဆုံးဆေးမွေးပြီးချင်းထိုးပေးဖို့အထူးအရေးကြီးပါတယ်။ဒါဟာမိခင်မတဆင့်ကူးစက်နိုင်ခြေကိုကာကွယ်ပေးနိုင်တဲ့အချိန်မီကာကွယ်မှုပဲဖြစ်ပါတယ်။အသေးရောင်အသားဝါပြီးကာကွယ်ဆေးဘလို့ထိုးလေးရှိလဲထိုးသည့်နေရာကလေးဤပေါင်အရှိတ်ပိုင်းကြွက်သားတဲ့သို့ထိုးနှံလေးရှိပါတယ်။ဆေးပမာဏကလေးဤအသက်နှင့်ကိုယ်လေးချိန်ပေါ်မူတည်၍ဆရာဝန်ကသတ်မှတ်ပေးပါမယ်။ကာကွယ်ဆေးထိုးပြီးနောက်ဘေးထွက်ဆိုးကျိုးများအသေးရောင်အသားဝါပြီးကာကွယ်ဆေးဟာအလွန်စိတ်ချရပါတယ်ဆေးထိုးပြီးဖြစ်တတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့တာမန်သာဖြစ်ပါတယ်အဖြစ်များသောလက္ခဏာတွေကအာဆေးထိုးသည့်နေရာနာကျင်ခြင်းနီးရဲခြင်းရောင်ရမ်းခြင်းကိုပူခြင်းကလေးငိုခြင်းကြီးကြခြင်းဒီလက္ခဏာတွေဟာပုံမှန်အားဖြင့်1ရက်မှ2ရက်အတွင်းသက်သာသွားတတ်ပါတယ်ဆေးထိုးသည့်နေရာကိုတန့်ရှင်းစွာထားပြီးအနာသက်သာစေရန်ရေခဲဝတ်ကပ်ပေးနိုင်ပါတယ်ဘယ်အခြေအနေတွေမှာဆေးထိုးဖို့ခဏရက်ဆိုင်တင်လဲဒါမှမဟုတ်ဆရာဝန်နဲ့တိုင်ပင်သင့်လဲကလေးကအဖျားကြီးနေချိန်ကလေးကရခင်ကအသေးရောင်အသားဝါပြီးကာကွယ်ဆေးနဲ့ပြင်းထန်သောဓာတ်မတည့်မှုဖြစ်ခဲ့ဘူးရင်မေမေတို့ကိုအထူးမှလိုတာကကာကွယ်ဆေးစာအုပ်ကိုမပြောက်ပါစေနှင့်ဆေးထိုးတိုင်းမှတ်တမ်းတင်ပါကလေးဤကျန်းမာရေးမှတ်တမ်းအတွက်အလွန်အရေးကြီးပါတယ်ဆရာဝန်ဆရာမများကိုကလေးဤကျန်းမာရေးအခြေအနေဓာတ်မတည့်မှုရှိမရှိကိုကြိုတင်ပြောပြပါကာကွယ်ဆေးစရာကိုမှန်ကန်လိုက်နာပါဆေးအကျိန်ကျော်သွားပါကဆရာဝန်နှင့်တိုင်ပင်ကနောက်တစ်ကြိမ်ဘယ်တော့ထိုးရမည်ကိုမေးမြန်းပါဆေးသစ်စပြီးထိုးเสียမလို့ပါဆေးထိုးပြီးကလေးကိုဂရုတစိုက်စောင့်ကြည့်ပါဖျားနာခြင်းစသည့်ဘေးထွက်ဆိုးကျိုးများခံစားရပါကဆရာဝန်ညွှန်ကြားချက်ဖြင့်အကိုက်ခဲပျောက်ဆေးပေးနိုင်ပါတယ်ချုပ်ပြောရရင်အသေးရောင်အသားဝါပြီးကာကွယ်ဆေးဟာကလေးငယ်တွေကိုဘီပိုးကြောင့်ဖြစ်တဲ့ပြင်းထန်တဲ့အသေးရောဂါတွေမှာကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးအစွမ်းထက်ဆုံးနည်းလမ်းတစ်ခုပါမွေးကင်းစကလေးငယ်တိုင်းနောက်မကျပဲကာကွယ်ဆေးအပြည့်အစုံထိုးနှံခွင့်ရှိဖို့မေမေတို့ရဲ့တာဝန်ဖြစ်ပါတယ်ကလေးရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတစုံတရာရှိပါကနိစက်ရကလေးကျန်းမာရေးဌာနဆရာဝန်တို့မဟုတ်ကျွန်တော်ကိုယုံကြည်စွာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်ကလေးတိုင်းကျန်းမာပျော်ရွှင်ပြီးယောဂဗျာကင်းဝေးကြပါစေ